ကျွန်တော်တို့10ရက်နေ့မနက်မိုးလင်းပြီပေါ့နော်10ရက်နေ့မနက်မိုးလင်းပြီဆိုတော့အေးတော့မိုးရသေးဘူးဒါပေမဲ့ကျွန်တော်ဒီဆိုင်ကစီးဖို့လုပ်ထားတယ်တောတိုးမယ်ပေါ့နော်အခုဒီစီစဉ်ပြီးရဒီတောတိုးလိုက်အောင်မယ်တောမတိုးရင်တော့ကျွန်တော်မလုပ်အောင်မယ်ဆိုတော့ဆိုင်ကဟောဘူးဟိုတယ်ချက်အောင်လုပ်အောင်မယ်ဒါကျွန်တော်လုံးဝကိုဒီစီစဉ်ရဲ့ off road ကကျုံးပါနေပါတယ်ကျွန်တော် off road club မောင်းတက်ပေါ့ဆိုင်ငယ်တွေကပြန်နေနေအော်လေတော့ထုတ်ပါပါကိုဒီမနေ့ကပုံပြင်တင်ပြီးတော့ကျွန်တော်ရောက်မဲ့ရောက်တော့တက်အောင်လို့သွားမယ်ခါကောင်းပါရပါတော့โอเคဘိန်းပေါပါကဲဒါဘဝရဲ့ပထမဆုံးချိန် off road မောင်းတာပါအဲ့ဒါရှိပါတယ်အသားမရှိတော့စင်းရတယ်ကိုတော့အကိုင်းမြင်လိုက်တော့လန့်ပြီးတော့သိရမလားကျွန်တော်ကောင်းမြင်မလန့်ကျွန်တော်လည်းညောင်းနေကြတော့တော့ရွေးချယ်မှုမှတ်ကန်ဟောပါဒီမှာဒါလေးနဲ့ဘာအင်းတို့ကတော့ရှုပ်ပေါက်ချက်လို့တဲ့အင်းတို့မှာကျတော့အင်းတို့ကတော့
ဒါဖြုတ်ရည်တော့တကယ် ကဲမန်လေးကြရင်တပွဲ စီစဉ်လိုက်တော့ ရရတော့ပြောင်းပြီးရန်ကုန်နေလာဖြုတ်တော့ လာပါ ဖြုတ်ရည်တော့ ဆိုင်ကတောင်းထောင်နေသည်မထင်သားပဲနဲ့ကျွန်တော်တို့ဒီရောက်တဲ့အချိန်မှာ off-road ဖြစ်သွားတယ်ဒီကျေးဇူးနဲ့အခုနေ့ကကျွန်တော်လမ်းလျှောက်တက်တဲ့တောင်လုံးအမြင့်ကိုကျွန်တော်တို့ပိန်းနေတယ်ဒီမိုက်တယ်ဒီကတက်มาတယ်ကိုကျိုးနပ်ပါတယ်ဝေးချမ်းစားရဲအခုကျွန်တော်တို့ဖူးမဲဟိုတယ်ကနေပြီးတော့ချက်ကောက်လုံးဝင်းနေရောက်ပါပြီ။ရောက်တယ်မှာတော့စက်မနေပြီးတော့ဟိုတယ်ကဆိုတာနည်းနည်းလေး booking ကြိုယူလို့ရှင်စီတတာရေပေါ့နော်။ booking ကြိုပြီးပြီးတော့စီမတတာဘူး။စက်မနေပြီးတော့ပြန်တော့မယ်ဆိုတော့အခုကျွန်တော်ဟိုတယ်ရှာမယ်။အခုကတော့ကျွန်တော်တို့ဒီကျုံးနေပတ်တာတို့ရေငုပ်တာတို့ဘာလို့ညာတို့ပေါ့နော်။အဲ့ကောင်တွေကိုအထူးကထားပြီးသုံးဖို့အတွက်ကျွန်တော်တို့ဦးစားပေးပေါ့နော်။ဟိုတယ်ကိုစီးပေါ်လုံးခံကျွန်တော်တို့ရှာမယ်။ကြောက်ပြီးတော့ကျွန်တော်တို့ဟိုတယ်ကပုံလေးပစံကိုချမ်းနေရနေမှာသုံးမယ်။အားလုံးပဲသွားလိုက်ပါဦး။မတူဘူးသီးလားရုပ်တရားမတရားမရှိနိုင်တော့ဘူးဒါတော့ကောင်းဆောင်ကြီးမပါကောင်းပြီလိုမဘိုးတော့ကြီးရင်းလိုက်ပါဒီရက်တော့ပေါ်ကြီးကလုံးကြီးတက်ပြီးတော့ဒီလိုကဘာလို့မှကြီးလဲဒီဘာလို့မှလေဝယ်တွေပါခွာလေဘုရားတော့ရစ်ကြတော့ဘုရားရပါလာပါဘောကိတ်ဒီလိုပြောနေတာဒီလိုချီလေးဆူလာမဆူလာလက်တော့စင်မချီလို့မချီနိုင်ပါဘူးညာဘာလို့တောင်းညံထားလဲတောင်းညံမထားလဲရုပ်ကိုသာကြည့်ရအောင်ကြောင်ကိုင်းကြပဲ
ဒါကျွန်တော်တို့ဒီဘလော့ဘုံကနေဘာလီလိမ့်มาတော့ပဲဘုံကတော့မသွားနိုင်ဘူးရဲတော့ကျွန်တော်တို့အဲ့လိုစားတယ်ဒီကိုဒီလိုတော့ပုံရောရှာဆန်တော့ကျွန်တော်6နာရီပဲပြီအခုကျွန်တော်ဒီမှာအိတ်လည်းအပ်ပြီးပါပြီတစ်ကက်လည်းရလာပြီခဏနေပြီးတော့စီးရမယ်ဒီနေ့တော့ကျွန်တော်တို့ရန်ကုန်ပြန်ပြဖြစ်ပါတယ်ရန်ကုန်တော့ဒီရန်ကုန်ပြန်မှာဒီကနေကြောင့်ထိုင်းတစ်ခေါက်ဝင်မယ်ထိုင်းကနေထိုင်းတစ်ခေါက်ဝင်မယ်ဆိုတော့ထိုင်းမှာခဏ transit နားရမယ်ပြီးတော့မှဆိုရန်ကုန်ပြန်ရပါမယ်မတက်ကြီးကုန်ကုန်ကြီးအာပူလိုက်တာမဖြစ်တာလေသေချာစာပဲကြီးပါရက်ပြပြေကောင်းကြီးနေရအဲ့ဒီချိန်မှာစီးနေတော့တော့ဘာလာပါတော့ဘရောမတွေ့ရဖက်ကြည့်လိုက်တာလေကြာတော့မတူတာကိုလို့စီရအောင်ရင်းနဲ့တော့စီးတယ်လေဘယ်လိုရင်းနဲ့တော့စီရမှာလက်စီးတဲ့နေရာကြီးမှာပဲ